Hello mẹ mình là ba à Phuket mà ba chama lo nè nè Phuket mà ba tí nè lâu ná đấy tôi là lệ là ba ai em biểu bộ cao nè Phuket cả đấyနိုင်ငံရှားသားတွေရဲ့ပြောစရာနေရာတစ်ခုလို့လည်းပြောလို့ရတယ်နိုင်ငံရှားသားတွေရဲ့နှစ်သက်စရာတစ်ခုလို့လည်းပြောလို့ရပါတယ်ဘယ်နေဒီမှာဘယ်နေရာလဲဆိုလို့ရှိရင်ကလွန်ကတကန်းရှည်ပေါ့နော်အရန်ပြောဖို့ကောင်းတယ်တငယ်ချင်းတို့ဒီဖုကေမှာရှိကြလားမသိဘူးအလုံးလုံးတာတွေဖုကေကတငယ်ချင်းတွေလည်းပြောမှာပဲနော်အလုံးနားလည်းရက်ဆိုကန်းရှည်တွေသွားကြတယ်ဆိုတာ။အော်ညဆိုပူပျော်စရာလေးဒီမှာမီးတွေပါလေလင်းပြီးတော့လေအရန်ပျော်ဖို့ကောင်းတယ်။နိုင်ငံရှားသားတွေလည်းအများကြီးပဲနိုင်ငံရှားသားတွေရဲ့ဆွဲမက်ဆရာပေါ့နော်ဒီဖုကေကတစ်ခေါက်လာပြီးလည်းထပ်ခါလာလေရှင်တာပေါ့နော်ဘာဖြစ်လဲဆိုရင်ဒီဖုကေကလေကျွန်းနေလည်းများတယ်ပြီးကန်းရှည်တွေကလည်းများတယ်ဆိုတော့နိုင်ငံရှားသားတွေအကြိုက်ဆုံးပေါ့သမီးတို့ကလေဒီဖုကေမှာအလုပ်လုပ်ပါတယ်ဖုကေမှာအလုပ်လုပ်ပါတယ်ရှင်ဒါကြောင့်တော့ဒီနေ့အလုပ်နားနဲ့ရက်ဆိုတော့ဒီကန်းရှည်ကိုခဏလဲရပါတော့ညနေပိုင်းမှာလာပြီးလည်းမပြန်ရှင်တော့ဘာဖြစ်လဲဆိုရင်လူတွေများတော့လေမပြန်ရှင်တော့ရေကူးရှင်နဲ့ရေမကူးတတ်တာခက်နေကြည့်ပါဦးဟိုးမှာချက်ပျော်စရာကြီးရေကူးရှင်နဲ့ရေကမကူးတတ်ဘူးဒီနေ့ကသမီးလေးနဲ့လက်ခေါ်လဲတာပေါ့နော်သမီးလေးက8 လပဲရှိသေးတယ်သမီးလေးကိုမျက်စိပွင့်နားပွင့်အောင်ဆိုပြီးတော့လက်ခေါ်လဲတာပေါ့နော်ပထမဆုံးအကြိမ်ပေါ့ပင်လယ်ကမ်းခြေကိုရောက်တာပထမဆုံးအကြိမ်အရန်လာတယ်နော်ဖုကေကအရန်လာတယ်ဖုကေကအရန်လာပါတယ်ပျော်စရာလည်းအရန်ကောင်းတယ်ဖုကေလာပြီးလေမပြန်ရှင်တော့ဘူးနိုင်ငံခြားသားတွေလည်းဒီလိုပဲလာပြီးမပြန်ရှင်တော့ဘူးပြောစရာလေးတဲ့ဟုတ်ကဲ့ပါပြောစရာလေးတွေပါမပါးတွေလည်းရှိတယ်စားတောက်ဆိုင်တွေလည်းရှိတယ်နိုင်ငံရှားတို့အကြိုက်ပေါ့နော်ညဆိုရင်ဟိုတီးလုံးတန်တော့ဒီထက်မကကျင်မှာအဲ့ဒါပဲနေရလဲဆိုတော့ကလွန်ကတမှာပေါ့နော်ကတပေါ့ကတကန်းရှည်ပေါ့ကတကန်းရှည်ပါရှင်ပြောစရာလေးနော်ပြောစရာလေးပါရှင်ကြံကြည်လာလေးသမီးလေးကတော့ပျော်တယ်အရင်ပျော်တယ်သမီးလေးကဟာလာကြီးဒီကျွန်တော်မိုက်ခါโอเคကန်းရှည်လာတယ်ကျွန်းဆိုပိုလာတယ်ကျွန်းတော့တခါမှမသွားဘူးပေါ့နော်ပတ်စံမရှိတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်းသွားရင်ပတ်စံရမ်းကုန်တယ်လေနိုင်ငံခြားသားတွေဆိုရင်တော့သူတို့အတွက်ဆိုတော့နည်းနည်းလေးပေါ့နော်ဒေါ်လာနဲ့ပေးရတယ်ဆိုတော့တို့မှာဘဝသမားတွေဆိုတော့သူများတွေသွားတာလေးကိုဗီဒီယို
ရိုက်လာလေးကိုကြည့်ရုံပဲသွားလို့ဘယ်လိုပြောမလဲဆိုပတ်စံမရှိဘူးပေါ့နော်နိုင်ငံခြားသားတွေဗီဒီယိုရိုက်တာတွေတပုံရိုက်တာလေးကိုပဲကြည့်ပြီးတော့တရေတွေကြာနေရတာဟာပြောဆရာကြီးသွားရှင်ဆရာကြီးကျွန်းတွေကအရင်လာတာပဲဆိုရတနေ့တချိန်တန်းထီကြီးပအောင်တော့တွက်လဲမလေးနော်အခုအလဲလာမှာပေါ့စိတ်အားမငယ်နဲ့ဟာလားမမီးဟာလားမမီးရေစိတ်အားမငယ်နဲ့တနေ့တချိန်တန်းထီကြီးပေါလို့ရှိရင်ကပါအနံ့တက်လဲမှာပေါ့ဟာလားကျွန်းနေတဲ့တက်လဲမယ်လားဟာလားဘိုင်ဘိုင်